င်္ဂလာပါမုန်းနေတာလားဆိုတဲ့ခေါင်းစဉ်လေးနဲ့ဘုန်းကြီးဒီနေ့ပြောချင်တယ်လူဘဝမှာလူတွေဟာမေတ္တာကိုလိုချင်ကြတာအကြီးပဲလူတိုင်းမေတ္တာလိုချင်တာပါလူစိုးကအစသူအချစ်ခံကြတာပဲမေတ္တာလိုချင်ကြတာပဲဒါပေမဲ့ခတ်တာကအမုန်းစကားတွေအမုန်းအပြောတွေအဆိုးမြင်ဝါဒနဲ့ဝေဖန်တာတွေဖြတ်စည်းလို့စိတ်နဲ့ပုတ်ခတ်တာတွေဒါတွေကိုများသောအားဖြင့်တွေ့သူ့ဘဝနဲ့ကိုယ်ဘဝနဲ့မတူဘူးဆိုတော့နားလဲတယ်သူ့ရက်တည်မှုနဲ့ကိုယ့်ရက်တည်မှုနဲ့မတူဘူးဆိုတော့နားလဲတယ်လောကကြီးကပျော်အောင်နေမယ်ဆိုလို့ရှိရင်ပျော်လို့ရနေတာပဲဒါပေမဲ့ခတ်တာလူတွေကပျော်အောင်နေရမယ့်အခြေအနေကိုဖြုံးပစ်လိုက်တာပဲအမုန်းနဲ့အခြေအနေကိုဖြုံးပစ်လိုက်တယ်မုန်းတယ်တွေ့နေရတဲ့လူကိုလည်းမုန်းတယ်အနာမနေတဲ့သူကိုမုန်းတယ်ကိုယ့်အတွက်အကျိုးဆောင်ပေးနေတဲ့သူတွေကိုမုန်းတယ်ရုပ်စွာဆုံးဘတ်စကားစီးတယ်ဘတ်စကားဒရိုက်ဘာကိုမုန်းတယ်ဘတ်စကားစပယ်ယာကိုမုန်းတယ်ကိုဘေးနားမှာကတ်ထိုင်တဲ့သူကိုမုန်းတယ်အကုန်လုံးသွားသမျှလာသမျှနေရာတိုင်းမှာမျက်စိရှိမှဖြတ်လျှောက်တဲ့သူကိုမုန်းတယ်ကိုကားရှိမှပိတ်ရက်တဲ့သူကိုမုန်းတယ်ကိုကားနဲ့အတူတူပြိုင်မောင်းသွားတဲ့သူကိုမုန်းတယ်ဟာမုန်းတာမှဒါပဲတော်တော်များမုန်းနေတယ်လားအဲ့အမုန်းနေတယ်ပဲဘဝတစ်ခုကိုတိဆောက်တော့မှာလားအချိန်တိုင်းကြည်ကျင်တဲ့လေးပြောပြောရှင်းရှင်းလေးနေလို့ရရတာလေအဲ့တော့ဘုန်းကြီးမှရှိတယ်ဘုန်းကြီးရဲ့တပည့်တွေတော်မျိုးပေါ့တဏှာရကိုသွားပြီးဆိုရင်ကားရရတယ်အရှိကဘလို့မောင်းပါလားဘလို့မမောင်းတာလားဘလို့လုံနေတာလဲအဲ့ဘုန်းကြီးပြောလိုက်တယ်သားရဲ့ပူလောင်လိုက်တာသွားရင်လာရင်စိတ်ချမ်းသာပါလေနဲ့မဟုတ်လေဒီခကြီးကရောက်မဲ့ကိစ္စသွားပြီးတော့ပြောတော့တယ်ကိုယ့်ဘက်ကကြားတာလည်းမဟုတ်တတ်တတ်မှကိုယ့်ဘက်ကကိုအာကုသို့ပွားနေတာလေလို့အေးလေးနေပါနာကြီးလုံးတော့ပါအဲ့တော့အေးလေးမိတ်ဒီခကြီးကမရောက်မှလည်းမဟုတ်ဘူးရောက်တဲ့အခါကျမှရောက်တယ်လို့အလုံးလုံးမှာပေါ့ဘာလို့သိလက်လောစရာလည်းမလိုပဲနဲ့အဲ့တော့ဒီလိုမျိုးကိုယ့်တပည့်တော်ကိုအဲ့လိုပြောရတယ်ကိုယ့်တပည့်မှာကိုအဲ့လိုအနေထားသဘောထားကိုသွားပြီးတွေ့နေတာဆိုတော့လူတွေတော်တော်မုန်းနေကြသလားလို့တယောက်နဲ့အဲ့အမုန်းနဲ့ငရဲသွားမှာပေါ့ဒီအမုန်းချင်းမွေးပြီးတော့ဘာလို့နေချင်ရတာလဲအခုအေးလို့ရရတာနဲ့အခုပျော်လေးနေလို့ရရတာနဲ့ကိုယ်ပတ်ဝန်းကျင်မှာတွေ့တဲ့လူတွေကိုမေတ္တာမျက်လုံးနဲ့ကြည့်လို့ရရတာနဲ့သူဘာလုံးမုန်းသူဘာပြောမုန်းဘယ်လိုပဲနည်းနည်းလေးတော့ကလိလိုက်ရမှာနည်းနည်းလေးတော့စော်ကားလိုက်ရမှာနည်းနည်းလေးတော့တုံ့ပြန်လိုက်ရမှာဆိုတဲ့စိတ်တွေဟာအကုသိုလ်စိတ်တွေအဲ့တော့အေးအောင်နေပါလို့ဘုန်းကြီးကပြောချင်တယ်အပြင်ပတ်ဝန်းကျင်ကိုလိုက်ပြီးတော့အပြစ်တွေမြင်မနေနဲ့ကိုယ့်ဘာသာကိုယ်လည်းအေးအောင်တရားလည်းအားထုတ်သင်ပြီးအခုဒီဘဝမှာတရားအားထုတ်ဖို့အခွင့်အလမ်းကိုမယူဘူးအဲ့ဒီအကုသိုလ်စိတ်တွေကိုပဲပွားပြီးတော့နေမယ်ဆိုရင်ငရဲသွားပါလိမ့်မယ်လို့ဘုန်းကြီးကပြောချင်တယ်ဒါကြောင့်အေးအောင်နေပါမမုန်းပါနဲ့မုန်းတဲ့အစားမေတ္တာတွေလာထားပါကဘာသူကဘာသာအပေါင်းလည်းပဲအဲ့ဒီမေတ္တာတက်တွေနဲ့အေးပါစေလို့ဘုန်းကြီးဆုတောင်းပေးလိုက်တယ်အားလုံးအေးချမ်းပါစေ